unit form မှာတော့ present continuous and present simple 2ပေါ့ရှေ့ unit မှာ1တွေ့ခဲ့တယ်ဒီမှာ2ပေါ့ we use continuous form ကိုသုံးတယ် I am waiting or illustrating for action and happening that have start but not finished စတင်ပြီးဖြစ်ပျက်နေတယ်ဒါပေမဲ့မပြီးဆုံးသေးတဲ့အရာတွေအတွက် present continuous ကိုသုံးတယ် sample for example no or like to are normally used in this way ဒီပုံစံနဲ့တော့သုံးလို့လုံးဝမရှိဘူး we don't say I'm knowing လို့မသုံးဘူး they are liking လို့မသုံးဘူးပေါ့နော် we say I know လို့ they like တို့ဒါမျိုးပဲသုံးတယ် the following verbs are not normally used in the present continuous ဒီ verb တွေကို present continuous နဲ့မသုံးဘူးပေါ့ like တို့ want တို့ need တို့ prefers တို့ know တို့ realize understand recognize ဒီ verb တွေအကုန်လုံးပေါ့နော်ဒါတွေကို present continuous form နဲ့မသုံးဘူး I'm hungry ကျွန်တော်ပိုက်စားနေတယ် I want something to eat ကျွန်တော်တစ်ခုခုစားခြင်းတယ် do you understand what I mean ငါဘာကိုဆိုလိုတာလဲဆိုတာမင်းနားလေလား Anna doesn't seem very happy right now since ကကြတော့ပုံပေါ်သည်တို့ပုံရသည်တို့ Anna ကအခုချိန်မှာတိတ်ပြီးပျော်နေပုံမရဘူးပေါ့အဲ့လိုဒီလိုအခြေအနေမျိုးတွေမှာဆိုလို့ရှိရင်တော့ present simple နဲ့ပဲဒီ verb တွေကိုသုံးရတယ်ဒီ session B မှာကျတော့ thinks ပေါ့နော် one thinks me believe or have an opinion thanks ကိုယုံကြည်တယ်လို့ဒါမှမဟုတ်လို့ရှိရင်ထင်မြင်ချက်ပေးတယ်ဆိုတဲ့အခြေအနေမျိုးမှာ we do not use the continuous form နဲ့မသုံးဘူးကိုယ့်ရဲ့ထင်မြင်ချက်တွေဒါမှမဟုတ်ကိုယုံကြည်လို့ပြောတဲ့အရာတွေမှာဒီ thanks ဆိုတဲ့စကားလုံးကို continuous form နဲ့မသုံးဘူးဒါပေမဲ့ thanks ကိုတစ်ခုခုစဉ်းစားနေတယ်လို့ဆိုလိုတဲ့အချိန်မှာတော့ continuous form နဲ့သုံးလို့ရတယ်one thinks me consider ထင်မြင်ယူဆနေတဲ့အခြေအနေမျိုးတွေ continuous form ကဖြစ်နိုင်တယ်ပေါ့နော်ဒီနမူနာဝကြတွေကြည့်ကြည့်မယ် I think Mary is Canadian but I'm not sure Mary ကိုငါကကနေဒါနိုင်ငံသားလို့တော့ထင်တယ် but ဒါပေမဲ့ငါသိမသိကြဘူး What do you think of my idea ငါ idea နဲ့ပတ်သက်ပြီးမင်းဘယ်လိုထင်လဲပေါ့နော်ဒီမှာအချမ်းမှာဆိုလို့ရှိရင် I'm thinking about what happened ဘာဆက်ဖြစ်မလဲဆိုတာငါစဉ်းစားနေတယ် I often think about it ငါတောင်မကြာခဏတွေးလေးရှိတယ်ထင်လေးရှိတယ်ပေါ့နော် Nikki is thinking of giving her job Nikki ကသူမရဲ့အလုပ်ကိုလက်လျှော့လိုက်ဖို့စဉ်းစားနေတယ် She is considering is သူမဒါကိုလက်ရှိမှာစဉ်းစားနေတာပေါ့နော်ဒီ session C မှာကျတော့ sees တို့ hears တို့ smell တို့ taste တို့ look တို့ feel တို့အဲ့ဒါတွေကို present simple ပဲသုံးတယ်ပေါ့နော် we normally use present simple not continuous နဲ့မသုံးဘူး sees တို့မြင်တာတို့ကြားတာတို့အနမ်းရတာတို့အရသာတွေ့တာတို့ဒီအာယုံတွေပေါ့အာယုံ၅ပါးလို့လည်းပြောလို့ရတယ်အဲ့လိုအရာတွေကို present simple ပဲသုံးတယ် you see that man over there ဟိုနားကလူကိုမင်းတွေ့လားပေါ့ the wrong smell အခန်းကအနက်ရှိတယ် let's open the window ပရင်းမောက်ဖွင့်လိုက်ကြစို့This soup doesn't taste very good ဟင်းကြုတ်ကတိတ်ရတာမကောင်းဘူးပေါ့ပြီးတော့ဒီမှာ you can use သုံးနိုင်ပါတယ် present simple သို့မဟုတ် present continuous ကိုသုံးနိုင်တယ်တစုံတစ်ယောက်ကပေါ့နော်ဘလို့ပုံပေါ်တယ်ဘလို့ဖြစ်နေတယ်လို့ပြောချင်တဲ့အခါမျိုးမှာနှစ်မျိုးလုံးကိုသုံးနိုင်တယ် you look well today မင်းဒီနေ့နေကောင်းပုံရတယ် you are looking well today မင်းဒီနေ့နေကောင်းနေပုံရတယ်အဲ့လိုမျိုးအခြေအနေမျိုးမှာဒီ look နဲ့ feel ကို ing form ရော present simple နှစ်မျိုးလုံးကြိုက်ရသုံးနိုင်တယ်How do you feel now အခုဘယ်လိုနေသေးလဲတော့အခုဘယ်လိုခံစားရသေးလဲတော့ How are you feeling now အခုဘယ်လိုနေသေးလဲပေါ့နော်အဲ့တော့ဒီမှာ do နဲ့ပဲပြော are you နဲ့ပဲပြောနှစ်မျိုးလုံးကြိုက်တာသုံးလို့ရတယ် but ဒါပေမဲ့ I usually feel tired in the morning မနက်ပိုင်းနေမှာကျွန်တော်ပင်ပန်းနေလေးရှိတယ်ဒီလိုအခြေအနေမျိုးတွေမှာတော့သုံးလို့မရဘူးဒီ session ဒီမှာသုံးတဲ့ MSR being ဆိုတဲ့ပုံစံကကျတော့ကိုကထိန်ချုပ်လို့ရတဲ့ပြုမှုဆောင်ရွက်နေတဲ့ပုံစံတွေမှာသုံးတယ်အရင်တော့ကတော့ဒီလေ့ကျင့်ရေးဒါကြီးတွေမရှိဘူးအခုချိန်မှာဒီပြုမှုကြီးတွေထားပြီးပြုမှုနေတာပေါ့ကိုထိန်ချုပ်လို့ရတယ်လှုပ်ချင်လည်းရတယ်မလှုပ်ချင်လည်းရတယ်ဆိုတဲ့ပုံစံမျိုးပေါ့နော် you can say he is being or you are being အဲ့ဒါကကျတော့ say how somebody is behaving now ဒီလိုပုံစံတစ်ခုခုပြုမှုနေတာပေါ့I can't understand why he is being so selfish သူဘာကြောင့်တကူကောင်းအရန်ဆန်တယ်လို့ပြုမှုနေတာလဲဆိုတာငါနားမလဲတော့ဘူးဒီမှာ being ဆိုတာဒီပုံစံပြုမှုနေတာ he isn't usually like that သူကဒီအရင်ဒီပုံစံမဟုတ်အခုမှဒီပုံစံပြုမှုနေတာ being selfish လို့ပြောလိုက်တာ behaving selfish now အခုချိန်မှာပဲဒီပုံစံပြုမှုနေတာ the path is icy လမ်းက icy ကရေခဲတွေဖုံးနေတာပေါ့ don't slip မချော်စေနဲ့ don't worryစိတ်မပူနဲ့ I'm being very careful ငါအရန် queue စိုက်နေတယ်အရင်တော့ကတော့ဒီပုံစံမဟုတ်ဘူးအခုမှအရန် queue တစ်စိုက်တွေဖြစ်နေတဲ့ပုံစံမျိုးပေါ့နော် compare နှိုင်းယှဉ်ပါတဲ့ he never thinks about other people သူကတခြားလူတွေအကြောင်းဘယ်တော့မှမတွေးဘူး he is very selfish သူကအရန်တကူကောင်းဆန်တယ်သူကအများသောအားဖြင့်တစ်ချိန်လုံးအမြဲတမ်းသူတကူကောင်းဆန်နေတာဒါက very selfish ဒီတိုင်းပဲ being ထည့်ပြောလိုက်ရင်တော့သူကအခုမှတကူကောင်းဆန်လို့ပြုမှုနေတာပေါ့ I don't like to take risks ဒီ risk တွေယူရတာတိတ်မကြိုက်ဘူး I'm a very careful person ကအရန် queue စိုက်တတ်တဲ့သူမျိုးဖြစ်တယ်
we use emitter being to say how a person is behaving မှာ emitter being ကကြတော့တစုံတစ်ယောက်ကဘယ်လိုပြုမှုနေလဲဆိုတော့ပြောခြင်းတုံးတယ် doing something they can control ထိန်းချုပ်လို့ရတယ် now မှာအခုချိန်မှာထိန်းချုပ်လို့ရတယ်အဲ့ခါတော့ပြုမှုနေတဲ့ပုံစံဒါပေမဲ့ it's not usually possible the other situation ဒီကိုထိန်းချုပ်လို့ control လုပ်လို့မရတဲ့အခြေအနေမှာတော့ being ထည့်သုံးလို့မရှိဘူး Sam is ill Sam ကဖျားနေတယ်တော့ဒီ being ထည့်သုံးလို့ရှိရင်တော့ဒီဖျားတဲ့ဆိုတဲ့ကိစ္စထိန်းချုပ်လို့ရတဲ့ကိစ္စ control လုပ်လို့ရတဲ့ကိစ္စမဟုတ်ဘူးအဲ့တော့ being ထည့်မသုံးဘူး are you tired are you tired ဆိုလို့ရှိရင်ဒါပင်ပန်းနေလားဆိုတာမျိုးပဲ are you being tired ကြတော့ပင်ပန်းသလိုပြုမှုဆောင်ရွက်နေတာလားဆိုတဲ့ပုံစံမျိုးဖြစ်သွားမယ်ဒီ exercise 4.1 မှာကျတော့ put the pen into the correct form မှအောင်ဖြည့်ရမယ် present simple သို့မဟုတ် present continuous ကိုမှအောင်ဖြည့်ရမယ်ပေါ့နော်ဒီဘက်ကြတွေအကုန်လုံး ဒီ exercise 4.2မှာဆိုလို့ရှိရင် use the word in brackets to make sentence ဒီ bracket ထဲမှာပေးထားတဲ့ဟာတွေနဲ့ဝါကြတွေတိစောက်ပေးရမယ်4.3မှာကျတော့ are the underline buff okay ဒီမြင်တာရတဲ့ buff တွေက okay လားလိုအပ်လို့ရှိရင်တော့အမှန်ကိုပြင်ပေးရမယ် Nikki is thinking of giving a half job မှာအဆင်ပြေတယ်ဆိုတဲ့အတွက် okay ပေါ့နော် I'm not sure I don't believe it ပဲရှိတယ် I'm not believing it မဟုတ်ဘူးအဲ့လိုမျိုးပဲဒီပေါ်ကြတွေကဖြည့်ကြည့်ရမယ်ပေါ့နော်အဲ့ဒီမှာ4.4မှာဆိုလို့ရှိရင် complete the sentences MSR being ပုံစံနဲ့ဖြစ်မလားဒါမှမဟုတ်လို့ရှိရင်လည်း use simple ပဲဖြစ်မလားပေါ့နော်ဒီပုံစံမျိုးသူကပြုမှုနေတာလားပြုမှုနေတာကို control လုပ်လို့ရတဲ့အခြေအနေမျိုးဆို being တဲ့သုံးမယ် control လုပ်လို့မရတဲ့အခြေအနေမျိုးဆိုလို့ရှိရင် use present simple နဲ့ပဲသုံးမယ်